မိတ်ဆွေတို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရစေမိတ်ဆွေတို့နေကောင်းကြံ့မာကြတယ်မလားဗျတခါတလေကြရင်မိတ်ဆွေတို့စဉ်းစားဘူးလားကျွန်တော်တို့နေ့စဉ်ဘဝမှာစကားပေါင်းတန်းပေါင်းများစွာကိုပြောဆိုနေကြပါတယ်တခါတလေကြပြန်တော့လဲစကားတစ်ခွန်းဆိုတာတာမန်လေတိုင်းတစ်ခုတည်းကရိုးရိုးအတန်တစ်ခုလိုပဲကျွန်တော်တို့ထင်မှတ်မိကြပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီစကားတစ်ခုရဲ့နောက်ွယ်မှာလူတစ်ယောက်ကိုလောင်ကျွန်းသွားစေနိုင်တဲ့မီးလေးတစ်ပွန်းရှိတယ်လို့အမောင်တို့တဲ့ကိုရောက်နေတဲ့လူတစ်ယောက်ကိုလမ်းပြပေးနိုင်တဲ့အလင်းရောင်တစ်ခုလည်းရှိနေနိုင်ပါတယ်စကားတစ်ခုဆိုတာလူတစ်ယောက်ရဲ့အနာဂတ်သို့မဟုတ်ဆက်ဆံရေးနဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲပြစ်နိုင်လောက်အောင်စွမ်းအားကကြီးပါတယ်ကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာကျွန်တော်တို့မမြင်နိုင်ဘဲနဲ့လှစ်လျူရှုမိထားတဲ့ကြားတဲ့စကားတစ်ခုရဲ့နောက်ွယ်ကနေနက်နဲတဲ့အဓိပ္ပာယ်တွေကိုကျွန်တော်တို့အတူတူလေ့လာသွားကြမယ်အဆုံးထိလိုက်နာထောင်ပေးကြပါလို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့စဉ်းစားကြည့်အောင်ကျွန်တော်တို့မစဉ်းစားဘဲနဲ့စီကံမဲ့ပြောလိုက်တဲ့စကားတစ်ခုရဲ့ဖြတ်စည်းခြင်းဟာဘယ်လောက်ထိလေးနက်လဲဆိုတာပေါ့နော်လူတစ်ယောက်ကိုပြောလိုက်တဲ့စကားတစ်ခုဟာစိတ်ဓာတ်ဗေဒသုတေသနတွေအရလူတစ်ယောက်ကိုရုပ်ပိုင်းဆိုင်ရာနာကျင်အောင်လုပ်တာထက်နှုတ်ကထွက်လိုက်တဲ့စကားနဲ့ပေးလိုက်တဲ့တင်ဟာပိုပြီးနှက်ဆိုင်ပြီးကာလရှည်တော့ကြံရစ်ခက်တတ်ပါတယ်ဒါပေမဲ့ခန္ဓာကိုယ်မှာရတဲ့တင်ဟာတွေကအချိန်တန်ရင်ပျောက်ကွယ်သွားနိုင်ပြီးအမာရွတ်ကြံသွားငါလဲစကားတစ်ခွန်းကြောင့်လူတစ်ယောက်ရဲ့စိတ်ထဲမှာရသွားတဲ့ဒဏ်ရာကအနှစ်20 30ကြာရင်တော့မပြောက်ပဲနဲ့စိတ်ထဲမှာဆွဲကြံနေတတ်ပါတယ်ဥပမာတစ်ခုပြောရမယ်ဆိုရင်ကုမ္ပဏီမှာဖြစ်ဖြစ်အလုပ်တစ်ခုမှာဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ်မင်းကဘာမှသုံးစားမရဘူးဘာမှလုပ်မရဘူးဒီကိစ္စမင်းကြောင့်ဖြစ်ရတာမင်းဘာလို့နိုင်လဲဆိုတဲ့စတဲ့စကားလေးတစ်ခုဟာလူတစ်ယောက်ရဲ့ယုံကြည်မှုကိုဘဝတသက်စာဘလို့ရိုက်ချိုးနိုင်လဲဆိုတာကျွန်တော်တို့ပတ်ဝန်းကျင်မှာရောအလုပ်ပတ်ဝန်းကျင်မှာတွေရောခဏခဏတွေ့ရပါတယ်အထူးသဖြင့်ကျွန်တော်ပြောချင်တာကကလေးဘဝမှာကလေးတွေကိုမိဘသို့မဟုတ်လူကြီးတွေကတခါတလေမစင်စားမဲ့နဲ့လက်လွတ်စပယ်ပြောလိုက်တဲ့စကားတစ်ခုကြောင့်ကြီးပြင်းလာတဲ့အခါအဲ့ကလေးတွေကကိုယုံကြည်မှုမရှိဘဲနဲ့စိတ်တရား trauma တွေနဲ့ကြီးပြင်းလာရတဲ့သူတွေပတ်ဝန်းကျင်အတိုင်းဝိုင်းမှာလည်းအများကြီးရှိပါတယ်အဲအကြောင်းလူကြီးတွေအနေနဲ့လည်းစကားတစ်ခုကိုပြောမယ်ဆိုရင်လေးလေးနက်နက်စဉ်းစားပြီးပြောဖို့လိုပါတယ်ကိုယ့်စကားရဲ့တန်ဖိုးသူတစ်ပါးကိုထိရောက်စေတဲ့တန်ဖိုးရှိဖို့လိုပါတယ်ကျွန်တော်တို့ရင်းနှီးတဲ့ဆက်ဆံရေးတွေကိုပျက်စီးသွားတာကိုပဲကြည့်ပါအဓိကအကြောင်းရင်းဟာအမုန်းတရားတွေကြောင့်မဟုတ်ပါဘူးကိုကအချင်းချင်းခါမစင်စားဘဲနဲ့ထွက်ပြောလိုက်တဲ့စကားတစ်ခုရဲ့နောက်ွယ်ကနောက်ဆက်တွဲတင်ဟာတွေကြောင့်ပဲဖြစ်ပါတယ်ဒါပေမဲ့စကားတစ်ခုရဲ့နောက်ွယ်မှာတစ်ဖက်မှာလည်းစကားတစ်ခုရဲ့နောက်ွယ်မှာအံ့ဩစရာကောင်းတဲ့ဖန်တီးနိုင်စွမ်းတွေသို့မဟုတ်လူတစ်ယောက်ရဲ့အနာဂတ်ကိုပြောင်းလဲပေးနိုင်တဲ့အင်အားတွေကလည်းရှိနေပြန်ပါတယ်ဥပမာအမောင်တဲကိုရောက်နေတဲ့သူတစ်ယောက်ဖြစ်တဲ့ဆိုပါစို့ဘဝကိုလက်လျှော့ခြင်းတဲ့သူတစ်ယောက်အတွက်ပေါ့တော့ငါကမင်းဘေးမှာရှိပါတယ်မင်းလုံနိုင်ပါတယ်မင်းရဲ့စူးစမ်းမှုတွေကိုငါမြင်ပါတယ်ဆိုတော့အပိစကားတစ်ခုဟာသူတစ်ပါးရဲ့ဘဝကိုလုံးဝပြန်လဲကက်တင်ပေးလိုက်တာပဲဖြစ်ပါတယ်။သမိုင်းထဲမှာဖြစ်ဖြစ်ကမ္ဘာပေါ်မှာအောင်မြင်နေတဲ့လူပုဂ္ဂိုလ်တွေစားတဲ့ပုဂ္ဂိုလ်တွေဘဝကိုကြည့်ရင်ဖြစ်ဖြစ်စကားတစ်ခုကြောင့်ဘဝတစ်စိတ်ချိုးပြောင်းလဲသွားခဲ့တဲ့ဖြစ်ရမှန်တွေကလည်းအများကြီးရှိပါတယ်။ဥပမာဆရာတယောက်ကစကားတစ်ခုပြောလိုက်တယ်ဆိုပါစို့အကြောင်းပါမင်းမှာပါရမီပါတဲ့အကြောင်းသားကြီးမင်းတော်တယ်အမင်းဖြစ်နိုင်တယ်မင်းလှုပ်ချင်တာဖြစ်နိုင်တယ်ဆိုတော့အဲ့စကားတစ်ခုကအဲ့အကြောင်းသားအောင်မြင်တဲ့ပညာရေးလောကမှာဖြစ်လာတဲ့သူတွေရှိတယ်လို့တငယ်ချင်းမိတ်ဆွေဖြစ်ဖြစ်ပေါ့နော်တငယ်ချင်းတယောက်ကိုကပြောလိုက်တဲ့စကားတစ်ခုကြောင့်မင်းကိုငါယုံကြည်တယ်မင်းစူးစမ်းနေတာတွေမြင်တယ်မင်းကိုငါအသိမဲ့ပြုတယ်မင်းလုပ်ပါ82ပါမင်းဖြစ်နိုင်ပါတယ်အဲ့ပြောလိုက်တဲ့စကားကြောင့်စီးပွားရေးလောကမှာဖြစ်ဖြစ်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းအမှုပညာလောကတွေမှာဖြစ်ဖြစ်အကြီးကျယ်အောင်မြင်သွားတဲ့သူတွေလည်းရှိပါတယ်စကားပြောဆိုခြင်းဟာတာမန်အချက်လက်ပေးတာတွေမဟုတ်ဘူးလူတစ်ယောက်ရဲ့စိတ်ဓာတ်ကိုပြန်လဲမြင့်တင်ပေးလိုက်တဲ့အနုပညာတရက်လည်းဖြစ်နေပြန်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့နှုတ်ကထွက်လိုက်တဲ့စကားတွေကိုကိုကဘလို့စီကန်းရှိပေါ့နော်စီကန်းရှိထိန်းချုပ်ပြီးကိုပါဇက်ကထွက်သမျှစကားတိုင်းကိုတန်ဖိုးရှိအောင်ကိုတို့ဘလို့ဖန်တီးမလဲဘလို့လုပ်မလဲ
စိတ်ဓာတ်ဗေဒပညာရှင်တွေအကြံပြုထားတဲ့ think formula လေးအကြောင်းကိုစကားမပြောမီတတိပေးဖို့လိုပါတယ်ကို think ဆိုတာ T H I N K think formula ပေါ့နော်အဲ့ဒါတွေကတော့ T ရဲ့အဓိပ္ပာယ်ကတော့ true ကိုကဒီစကားတစ်ခုကိုပြောလိုက်မယ်ဆိုရင်အမှန်တကယ်ရောဟုတ်ရဲ့လားမဟုတ်မမှန်တဲ့စကားတွေမပြောပါနဲ့မမှန်တဲ့စကားတွေကိုမပြောမိပါစေနဲ့ကိုပြောလိုက်တဲ့စကားကိုသူ့အတွက်အမှန်တကယ်အကျိုးရှိမယ်ဆိုရင်ကိုကပြောပြလိုက်ပါအဲ့ဒါ T နောက်တစ်ချက်ကကျတော့ H ရဲ့အဓိပ္ပာယ်ကကျတော့ helpful ကိုပြောလိုက်တဲ့စကားဟာတစ်ဖက်လူအတွက်အကျိုးရှိရလားသူ့အတွက်အကျိုးရှိမှာပဲပြောပါအကျိုးမရှိရင်ကိုကမပြောဘဲနဲ့နေလိုက်တာကပိုကောင်းပါတယ်နောက်တစ်ခုကကျတော့ I ရဲ့အဓိပ္ပာယ်ကတော့ inspiring ကိုဒီစကားကိုပြောလိုက်မယ်ဆိုရင်သူ့အတွက်ခွန်အားဖြစ်စေတဲ့စကားလားတကယ်လို့ခွန်အားဖြစ်စေတဲ့စကားမဟုတ်ဘူးစိတ်ထဲကျစေတာဆိုရင်သူ့ကိုလုံးဝမပြောဘဲနဲ့နေလိုက်တာကိုယ့်အတွက်ကောင်းသလိုသူ့အတွက်လည်းကောင်းပါတယ် and ရဲ့အဓိပ္ပာယ်ကကျတော့ necessary ဒါဟာမပြောမဖြစ်ပြောဖို့လိုအပ်တာလားပြောလိုက်ရင်ကိုသူ့အတွက်အသုံးဝင်သလားဆိုတာကိုအသေးချာစဉ်းစားပြီးမှပဲကိုကပြောဖို့လိုပါတယ်သူ့အတွက်လိုအပ်မှာပဲနောက်ဆုံးချက်ကတော့ K ရဲ့အဓိပ္ပာယ်ကတော့ kind ကိုကပြောလိုက်တဲ့စကားမှာမဟုတ်ဘူးကိုပြောလိုက်တဲ့စကားမှာကိုကကျင်နာမှုတွေပါရဲ့လားကျင်နာမှုဆိုတာကိုပြောလိုက်တဲ့လေသံအထွက်အပြောအဆိုစကားပြောဆိုအမူအရာတွေကိုပြောတာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ကိုစကားတစ်ခုပြောမယ်ဆိုရင် think formula လေးကိုစကားမပြောမီကိုတတိပေးဖို့လိုပါတယ်အရန်သုံးဝင်ပါတယ်အဲ့ဒါကြောင့်လူတစ်ယောက်ကိုပြောမယ်ဆိုရင်ဒီစကားမှန်ရဲ့လားကိုကတစ်ဖက်လူအတွက်အကျိုးရှိရဲ့လားသူ့အတွက်ခွန်အားဖြစ်စေမယ့်စကားလားဒါမှမဟုတ်သူ့အတွက်မဖြစ်မနေပြောဖို့လိုရတဲ့စကားလားပြီးတော့ကိုပြောလိုက်တဲ့စကားလေးတွေမှာကိုကကျင်နာမှုလေသံအထွက်အဆိုအပြောအဆိုစကားပြောဆိုမှုရာတို့ကလည်းပြောဖို့လိုပါတယ်တခါတလေကျရင်လူတွေကစကားရှိတာထက်တန်ဖိုးရှိပြီးစီကံမရှိတဲ့စကားတွေကိုရွေးချယ်ပြောနေတတ်ကြပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကစကားရှိတာထက်ကိုကတန်ဖိုးရှိပြီးစီကံရှိတဲ့စကားတစ်ခုကိုရွေးချယ်ပြောဆိုခြင်းဟာလည်းကျွန်တော်တို့ရဲ့အရေးအသွေးနဲ့ကျွန်တော်တို့ရဲ့တန်ဖိုး value ကိုမြင့်တင်ပေးတာပဲဖြစ်ပါတယ်မိတ်ဆွေတို့စဉ်းစားကြည့်မနှက်ဖြန်မှာကျွန်တော်တို့လူတစ်ယောက်ကိုပြောလိုက်မဲ့စကားတစ်ခုဟာလူတစ်ယောက်ရဲ့နေ့ရက်တိုင်းကိုတာယာသွားစေနိုင်တယ်လို့အဲ့ဒီလူတစ်ယောက်ရဲ့ဘဝတစ်ခုလုံးကိုလည်းပျက်စီးသွားအောင်လုပ်နိုင်ပါတယ်အဲ့ဒါကြောင့်ကိုကစကားမပြောမီဆွမ်းနာကကျွန်တော်ပြောခဲ့တဲ့ think formula လေးကိုခဏလောက်စဉ်းစားပြီးတော့ပြောပါစကားတစ်ခုရဲ့နောက်ွယ်မှာမေတ္တာတွေအားပေးမှုတွေမွန်မြတ်တဲ့စေတနာတွေကိုပဲကိုကထားရှိနိုင်အောင်ကြိုးစားပေးပါတက်နိုင်ဆိုကိုအဲ့ think formula လေးကိုအသုံးဝင်အောင်အသုံးချပါအဲ့ဒီအချိန်မှပဲကိုပြောလိုက်တဲ့စကားဟာကိုအတွက်တာဝန်ခံမှုတာဝန်ယူမှုကိုရဲ့တန်ဖိုးတွေကကိုအလိုလိုမြင့်တင်ပေးတာပဲဖြစ်ပါတယ်မိတ်ဆွေတို့ဘဝမှာရောစိတ်သက်ခွန်အားဖြစ်စေခဲ့တဲ့စကားတွေမင်းမရနိုင်တဲ့စကားခွန်ရှိရင်ကျွန်တော်ကို comment မှာမျှဝေပေးခဲ့လို့ရပါတယ်ဒီဗီဒီယိုလေးကိုမိတ်ဆွေတို့အဆုံးထိနားထောင်ပေးလို့ကျွန်တော်အနေဖြင့်အများကြီးကျေးဇူးတင်ပါတယ်မိတ်ဆွေတို့အတွက်လည်းတစ်ခုခုစဉ်းစားစရာတစ်ခုခုရသွားမယ်လို့တော့ထင်ပါတယ်စကားပြောဆိုတဲ့နေရာမှာဒီဗီဒီယိုလေးကိုနားထောင်လို့နှစ်သက်တဘောကြတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ဖို့မမေ့ပါနဲ့ဟုတ်ကျွန်တော်အများတမ်းပြောနေကြစကားအတိုင်း thought are food for the brain အတွေးတွေကအုံနောက်အတွက်အာဟာရဖြစ်ပါတယ်အဲဒါကြောင့်မိတ်ဆွေတို့ဖြစ်လူတွေပဲဖြစ်ကောင်းသောအတွေးများနဲ့ရှင်းသန်ပါအတွေးမလုံပါစေနဲ့ကောင်းသောအတွေးတွေနဲ့ရှင်းသန်ပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်အနေဖြင့်နောက်ဗီဒီယိုမှာပြန်လို့တွေ့ဆုံကြပါမယ်ခင်ဗျာ